ဒီနေ့တော့ဗောနော်နန်းမြို့ရိုးကျုံးဘေးကိုခေါ်သွားပါမယ်ကျုံးဘေးမှာဗောနော်ကျောက်တော်ကြီးဖျားပွဲလည်းရှိတယ်ပြီးတော့မန္တလေးတောင်ချီကိုလည်းဖူးမြော်ရင်ဗောနော်ညဘက်တော့တစ်ခါမှမတွေ့ဘူးပါဘူးဒါပေမဲ့ဒီနေ့အမျိုးတွေနဲ့ကျုံလုံးဗောနော်မန္တလေးတောင်ချီကကျောက်တော်ကြီးဖျားပွဲကိုသွားပါမယ်ဒီနည်းနည်းလေးဗောနော်အာမခံအကြောင်းလေးနည်းနည်းလေးပြောပြမယ်ဗောနော်ကျမဗောနော်ကျမအာမခံကိုယ်တည်းစလို့တော့ကျမရဲ့တငယ်ချင်းကဗောနော်ကျမတငယ်ချင်းတွေကဗောနော်မခင်ဗောနော်ခင်ဟောင်းနေအာမခံကိုယ်တည်းမလုပ်ပါနဲ့လားဗောနော်ဒီနေ့လုပ်ကြရဗောနော်အရင်ပဲအားစိုက်ထုတ်နေရတာဗောနော်အရင်ပဲပြောနေရတာဗောနော်လူတွေနားလည်အောင်ဒါပဲပြောနေရတာအလုပ်ကအောင်မြင်မှုဆိုလို့ရှိရင်တော်တော်အားစိုက်ရမှာဗောနော်အဲကြောင့်မလို့နေမလုပ်ပါနဲ့လားဗောနော်တခြားလုပ်ပါလားဆိုပြီးကျမတကယ်ချင်းနဲ့တားကြတယ်အဲ့ဒါကျမလည်းသူတို့ပြောပြလိုက်တာဗောနော်ငါကလို့ဒီအာမခံကိုယ်တည်းအလုပ်ကိုဗောနော်ငါဝါသနာပါလို့လုပ်တာလို့တခြားသူတွေကိုဝန်ဆောင်ပေးရတာလည်းကြိုက်တယ်ပြီးတဲ့ခါကျတော့ဘသူနားမလည်သေးတဲ့သူတွေပေါ့နော်အာမခံအကြောင်းထဲထဲဝင်မသိသေးတဲ့သူတွေကိုပြောပြရတာရှင်းပြရတာဒီမှာသဘောကျတယ်ပေါ့နော်အဲအကြောင်းမျိုးအာမခံကိုယ်တည်းကိုလုပ်ထားပေါ့နော်ဟုတ်တယ်အာမခံကိုယ်တည်းလုပ်ထားတော့ပေါ့နော်တော်ဒီနေ့တော့ခက်ခဲဘာဖြစ်လို့လဲဆိုတော့ကျမတို့မြန်မာပြည်ကသူတွေအကုန်လုံးကပေါ့နော်အများသောအားဖြင့်တော့ပေါ့နော်အာမခံအကြောင်းကိုလုံးဝမသိကြသေးဘူးသူကထဲထဲဝင်လည်းမသိကြသေးဘူးကျမတို့ကပေါ့နော်အာမခံအကြောင်းလေးပြောပြချင်လို့ပေါ့နော်အဲ့လိုမျိုးလေးပြောလိုက်ပြီလို့ရှိရင်သူကမပြောနဲ့အာမခံအကြောင်းမပြောနဲ့ငါတို့ကမလိုအပ်ဘူးပေါ့နော်ဟင်းနေပသေးမကြားအဲ့ရလေးနားထောင်သေးဘူးပေါ့နော်ငါတို့နဲ့မသက်ဆိုင်သေးဘူးပေါ့နော်အဲ့လိုပုံစံမျိုးတွေလည်းပဲညှင်းထုတ်ကြတယ်တကယ်တော့ပေါ့နော်အသက်အာမခံအကြောင်းပြောချင်လို့ဆိုလို့ရှိရင်ဒီနေ့ပေါ့နော်ဘုဒ္ဓတရအောင်နားထောင်တဲ့အဲ့ဒါမှအာမခံကိုယ်တည်းတွေပြောတဲ့စကားတွေကိုနားထောင်ပြီးတော့ကြတော့အဲ့တယောက်ကပြောတဲ့နားထောင်နောက်တစ်ယောက်ပြောတဲ့ဟာတစ်ခါနားထောင်အဲ့လိုနားထောင်မှအများကြီးနဲ့ခါကြတော့ပို့ပြီးတော့ပေါ့နော်အာမခံအကြောင်းလေးနားလဲသွားတာအဲ့ဒါမှဘယ်ဟာတွေကတော့ကိုယ့်ရဲ့မိသားစုနဲ့ပေါ့နော်ဘယ်လိုအာမခံမျိုးစားကတော့ကိုက်ညီတယ်ပေါ့နော်ဒီလိုအဲ့လိုမျိုးလေးတွေပေါ့နော်ရွေးချယ်တတ်သွားတာပေါ့နော်အဲ့ဒါမှရင်းနှီးလာတာပေါ့တကယ်တော့အာမခံဆိုတာနဲ့ဘယ်လိုနားထောင်လိုက်ရင်ပို့ပြီးတော့အဆင်ပြေတော့ဘုဒ္ဓလာပို့ပြီးတော့တိုးလာတာပေါ့နော်အဲ့ဒါဥမာပြောရရင်ပေါ့နော်ကျမကဆိုလို့ကျမရဲ့မိတ်ဆွေတငယ်ချင်းတွေကိုပြောပြတဲ့အတွက်ကျမမိတ်ဆွေတွေကအာမခံအကြောင်းလေးတွေနားလည်သွားတယ်အဲ့လိုမျိုးပေါ့နော်အဲ့ဒါနဲ့သူတို့အကျိုးကျေးဇူးလေးတွေတည်သွားတယ်သူတို့အာမခံစိတ်ဝင်စားလာကြတယ်ပေါ့နော်အဲ့လိုပဲနောက်ထပ်အာမခံကိုယ်တည်းတယောက်ကပေါ့နော်သူကဒီမှာသူ့ရဲ့မိတ်ဆွေတွေကိုအာမခံအကြောင်းလေးတွေပြောပြတဲ့အတွက်အဲ့ဒီမိတ်ဆွေတွေကပေါ့နော်အာမခံအကြောင်းလေးတွေနားလဲသွားတယ်အဲ့ဒီတော့သူတို့လည်းအာမခံနေထားကြတယ်ပေါ့နော်အသက်အာမခံလေးတွေထားလုပ်ကြတယ်ပေါ့နော်အဲ့လိုမျိုးလေးတွေများပြားလာတာပေါ့များပြားလာတဲ့အတွက်ကျွန်တော်တို့မြန်မာနိုင်ငံမှာအာမခံနဲ့လုံးဝမစိမ့်တော့ပဲပေါ့နော်အာမခံရဲ့အကာအကွယ်တွေမြန်မာနိုင်ငံသူနိုင်ငံသားတွေအားလုံးပေါ့နော်အဲ့လိုမျိုးရလာမှာအာမခံလေးပို့ပြီးလွှမ်းခြုံလာနိုင်မှာပေါ့နော်ဒီမှာလည်းအာမခံအလို့ဆိုတာပရိဒတ်ဆံပါတယ်လို့ဒီမှာ